ဟုတ်ကဲ့မင်္ဂလာပါ Universe Engineering မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်သင်ကြားပေးမယ့်သင်ခန်းစာလေးကတော့ကျွန်တော်တို့ဒီ AutoCAD 2D Score ရဲ့ကျွန်တော်မှာနောက်ဆက်တွဲ2ရဲ့အကြောင်းကိုကျွန်တော်ဆက်လက်သင်ကြားပေးမှာဖြစ်ပါတယ်ဘယ်ဟာကြီးလဲဆိုတော့ကျွန်တော်တို့ဒီမှာHome tab တွေကကျွန်တော်တို့ဒီမှာ Draw Panel တွေကကျွန်တော်တို့ဘာဖြစ်မလဲဆိုရင် Polygon เนาะ Polygon 2အကြောင်းကိုသင်ကြားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်ကြအောင်โอเคရေဦးဆုံးထုံးစံတိုင်းပဲကျွန်တော်တို့ဒီမှာရေဦးဆုံး new sheet ကိုခေါ်မယ်ပေါ့နော်ကျွန်တော်ဖွင့်လာပြီးသားဖြစ်လို့မဖွင့်ရသေးရင် new sheet ခေါ်မယ်ပြီးရင်ကျန်တာတော့ကျွန်တော်ထုံးစံတိုင်းပဲ grid line ပိတ်မယ်ကျွန်တော်တို့ unit ကိုချက်စစ်ပေးရပါမယ် unit မှာကျွန်တော်တို့ decimal ပြည့်နေပုံမှန်တိုင်းပဲ agent number ထားမယ်ဒါပဲဟုတ်ပြီနော် instant ဖြည့်ရမယ်ပြီးရင် okay အဲ့တော့ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကထုံးစံတိုင်းပဲဘယ်လိုသွားမလဲဆိုရင်ဒီ home tab တွေက drop panel တွေကကျွန်တော်တို့က polygon 2ကိုရွေးရလိမ့်မယ်သူရဲ့ shortcut ကကြတော့ POL ဟုတ်ပြီနော်သူ့မှာကကျွန်တော်တို့နှစ်မျိုးရှိလိမ့်မယ်ဒီမှာလည်းသူ highlight လေးနဲ့သူပြထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြီးရှင်းပြမယ်โอเคအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အရင်ဦးဆုံးpolygon 2ကိုကျွန်တော်ယူလိုက်မယ်ဗျာယူလိုက်ရင်ဒီမှာထုံးစံတိုင်းကျွန်တော်တို့ comment box ကိုကြည့်မယ်နော်ဒီမှာ polygon another number of side တဲ့ side ကိုတဲ့ဘယ်လောက်ထားမှလဲတဲ့အခုလက်ရှိသူက default ဖြစ်နေတာက4ဆိုတော့ကျွန်တော်မပြောင်းသေးဘူး4တိုင်းပဲကျွန်တော်က click ချက်ချလိုက်ရမယ်နော် click ချက်4တိုင်းပဲထားလိုက်ဆွေပါပုတ်ပေးရမယ်ပြော sorry ဆွေပါပုတ်ပေးရမယ်ပြီးကျွန်တော်ထုံးစံတိုင်းပဲဘာလို့မှဆိုတော့ဒီ center polygon ကိုသူက click ချခိုင်းတာအဲ့တော့ click ချက်ချလိုက်ပြီချလိုက်ရင်သူ့မှာ option 2မျိုး꿰တာရယ် square by in cycle ရယ်ကျွန်တော်တို့ cycle square about cycle ဆိုပြီးတော့ option 2ခုရှိရယ်အဲ့နှစ်ခုကဘာကိုကွာခြားလဲဆိုတော့အခုပုံမှန်တိုင်းပဲကျွန်တော်လုပ်ပြမယ်ဗျာဒီ square in cycle ကိုကျွန်တော်ယူလိုက်တယ်ယူလိုက်ရင်မှကျွန်တော်ဒီအနား၄နားကိုယူရတဲ့၄ခုပါလာတယ်ဘာမှန်းတော့မသိသေးဘူးเนาะဒီလိုမျိုးကျွန်တော်တို့ကလက်ကဆွဲလောက်ကြီးသွားမယ် menu ရယ်ဒီ effect ကလည်း off ထားတော့เนาะ online မယ်ရေးဆိုတော့ကျွန်တော်တို့တမျိုးပြောင်းအောင်ပေါ့เนาะ effect က order ဆိုတော့360လည်နေတယ်ဒီမှာ radius တော့ပေးထားတယ်ဒါပေမဲ့ radius ကျွန်တော်ရိုက်မထည့်ဘူးရိုက်ထည့်ခြင်းလည်းရရိုက်မထည့်သေးဘူးလို့ဒါမှမဟုတ်ကျွန်တော်ဆွဲလိုက်မယ်တနေရာမှာကလေးချလိုက်မယ်ဒါပဲအဲ့တော့နောက်တစ်ခု POL ဟုတ်ပြီနော်ဆွေပါပို့လိုက်တယ်ဒီကကျွန်တော်ဒီ number of site ကိုကျွန်တော်၄ခုပဲယူလိုက်ပဲဆွေပါချက်ပုတ်တယ် click ချတယ်ဒီကကျကျွန်တော်တို့ဒီ circumscribe about cycle ကိုကျွန်တော်ရွေးလိုက်တယ်ထုံးစံနာမည်ပါလာပြီအဲ့တော့ဘာထူးခြားလဲဆိုတော့ဘာမှမထူးခြားဘူးဒီတိုင်းကတော့ဘာမှလည်းမြင်ရမှာမဟုတ်ဘူးအဲ့တော့အဲ့နှစ်ခုကဘာကွာခြားလဲဆိုတော့ကျွန်တော်ရှင်းပြမယ်မရှင်းပြခင်မှာကျွန်တော်အရင်ဆုံး cycle ကိုတစ်လုံးနှလုံးဆွဲမယ်ပေါ့နော်အဲ့နှလုံးလုံးကတစ်လုံးကိုဆွဲလိုက်တယ်ပြီးကျွန်တော်တို့ radius အတိအကျနဲ့ဆွဲချင်တဲ့ဟိဆိုကျွန်တော်တို့က cn လားဆိုပြီးကျွန်တော် radius ဘယ်လောက်ထားမလဲဆိုတော့2လောက်ထားလိုက်အဲ့ဆိုတော့တော်တော်ကြီးသွားပြီเนาะခဏလေး cn လားဆို1เนาะ1လောက်ပဲထားတယ်ပြီးဒါကိုကျွန်တော်တို့ copy ယူလိုက်မယ်ဒီဘက်ကိုနှလုံးအဲ့တော့မှကျွန်တော်တို့ခုန polygon ကိုကျွန်တော်တို့ပြန်ယူမယ် polygon ဒီကကြရင် site ကိုကျွန်တော်တို့ကဘယ်လောက်ပေးမလဲဆိုတော့9000ပေးလိုက်မယ်เนาะ9000ပေးသူထားလိုက်4000ကိုကျွန်တော်ပေးမယ်ဆွေပါပုတ်တယ်ဆွေပါပုတ်လိုက်ပြီးကျွန်တော်တို့ဒီမှာဘာလို့ click ချမယ်စမ်းတာပြီးရင် inscribe in cycle ကိုကျွန်တော်ယူလိုက်မယ်ယူပြီးသွားခင်မှာကြည့်သူကပြောချင်တာက inscribe in cycle ဆိုတာကသူကဒီ cycle အတွင်းထောက်အနားကိုနားလေးနားထိပြီးတော့ဆွဲတဲ့အခါမှာသူကတုံးတာဟုတ်တယ် quadrant နေမှာတော့ထိပြီးတော့နီးရောက်တဲ့စီတွေရကြက်နေရထိတော့ဒါပေမဲ့အတွင်းကိုပဲထိမှာ cycle အပြင်ကိုကြော်မထွက်သွားအောင်အဲ့ဒါဘောကိုပြောတာအဲ့တော့ကျွန်တော်ဒီမှာ click ချက်ချလိုက်မယ်ပြီးရင်နောက်တစ်မျိုးကျွန်တော်ယူမယ် polygon number of site က4ပဲ square ချက်ပုတ်တယ်အဲ့တော့ click ချက်ချရင်ဒီကကြရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ circumscribe about cycle ကိုကျွန်တော် option ကိုရွေးလိုက်မယ်ဆိုရင်မကြည့်တွေ့လားသူကအနားကိုထိပြီးတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုရင် cycle အနားအပြင်နားကိုထိရတဲ့အတွက်သူ cycle ကိုကြော်သွားတယ်အဲ့တော့အဲ့နှစ်ခုကကွာခြားတာအဓိကဒါပဲဟုတ်နော်ဘယ်လိုပဲထိထိ quadrant နဲ့ထိလိုက် cycle ကအပြင်ကို rectangle က cycle ကိုကြော်ပြီးတော့ထွက်သွားတယ်အနားလေးနားအဲ့ဒါဘောကိုပြောတာအဲ့ဒီမှာ click ချလိုက်မယ်အဲ့တော့ဒီ polygon မှာပါတဲ့ option နှစ်ခုကဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ inscribe in cycle ဆိုတာက cycle ရဲ့အတွင်းတွေကိုအနားကြီးထိပြီးတော့ဆွဲတင်တဲ့အခါမှာသုံးတယ်နောက်တစ်ခုက circumscribe about cycle ဆိုတာက cycle ရဲ့အနားတွေကိုကြော်ဝါပြီးတော့အပြင်နားတွေကိုထိပြီးတော့ဆွဲတင်တဲ့အခါမှာသုံးတယ်
ဒါပေမဲ့နှစ်ခုလုံးကတော့တော့အဲ့လိုအတိအကျကြီးတော့ဆွဲတဲ့ရမလို့ဘူးဒါကျွန်တော် knowledge တွေနဲ့ကျွန်တော် sharing လုပ်ပေးခြင်းဖြစ်တယ်ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ကြိုက်တဲ့ဟာနဲ့ယူပြီးတော့ဆွဲလို့ရတယ်ဥပမာပိုလီကိုကျွန်တော်တို့9နားရှိမယ်6နားရှိမယ်အဆင်ပြေလို့ပေါ့ဟုတ်ပြီလားကျွန်တော်တို့မှာဒီပိုလီကိုဆိုရင်ပြီးတော့လည်းဆွဲပါချက်ပုတ်လိုက်တယ်ကျွန်တော်တို့9နားယူလိုက်တယ်ဗျာ9နားယူပြီးတင်ရကလစ်ချလိုက်တယ် inscribing cycle ကိုကျွန်တော်တို့ယူလိုက်ရင်ပုံမှန်အဖြစ်အဲ့တော့တော့6တဲ့လင်းနေရမလဲခြင်းဆိုရင် FA ကို on လာပြီဒါပဲဒီမှာ click ချက်ချလိုက်မယ်ဒါပဲအဲ့လိုနည်းနဲ့ကျွန်တော်တို့ကဆွဲလို့ရတယ် POL ပြီးကျွန်တော်တို့9နားယူရတယ်တခါကျရင်6နားယူလိုက်တယ်click ချတယ် cycle scribe about cycle ကိုလည်းကျွန်တော်ယူလိုက်မယ်သူလည်းတူတူပဲထိုးနည်းလည်းကောင်းမယ်အဲ့တော့ freedom ကိုတနည်းအားမချလိုက်လို့ရတယ်အဲ့တော့ဒီဟာကြီးနှစ်ခုလုံးကိုလိုက်ကြည့်မိတယ်ဒီ cycle ကြီးကိုလိုက်ကြည့်မိတယ်ဒီ cycle ရဲ့ငါတို့ကအတွင်းထဲမှာဆွဲမှာလားအပြင်ထဲမှာဆွဲမှာလားဆိုတာကြီးကိုခေါင်းထဲမှာမထည့်ထားပဲနဲ့ကျွန်တော်တို့ကဒါကို free ဆွဲသွားလို့ရတယ်အဲ့တော့နားလည်မလားမသိဘူးเนาะအဲ့တော့တိတ်တော့မခက်ခဲပါဘူးအဲ့တော့ကျွန်တော် POL ယူလိုက်တယ်ဒီမှာကျွန်တော်6နားဆွဲမယ် sit and click ချလိုက်တယ်အဲ့တော့cycle ရဲ့အတွင်းထဲမှာပဲဆိုတဲ့အပြင်ထဲမှာပဲဆိုတဲ့ကျွန်တော် cycle ရှိနေမှာမဟုတ်တဲ့အတွက်ပြဿနာမရှိဘူးเนาะလုံးလုံး freedom ဆွဲလို့ရကျွန်တော်တို့လိုချင်တာဒီ polygon shape ပဲ hey ဆိုရင်ကျွန်တော်တို့ကအဆင်ပြေရယူလိုက်ရတယ်เนาะ inscribe မယ် cycle ပဲရေးတယ် cycle ရဲ့အတွင်းသားတွေပါ TV ဆွဲလိုက်မယ်6တောက်အဲ့တော့မှကျွန်တော်တို့ဘာကိုထပ်ပြီးလို့ရတယ်ဆိုတော့ radius ကိုပေးလို့ရတယ်ကွာ radius ဘယ်လောက်ကျွန်တော်တို့ယူမှာလဲဆိုတော့ကျွန်တော်ဒီမှာ2လမ်းမလောက်ပေးလိုက်မယ်အဲ့2လမ်းမဆိုဘယ်ရစရလဲဆိုတော့ကြည့် di အစအဆုံးဆိုဘယ်လောက်ပြောပါမယ်ကြည့်ကြည့်လိုက်4လက်မှာအဲ့တော့ radius ဆိုတာကကျွန်တော်တို့ဒီကနေစတာစံနာကနေစတာဒီကနေဒီကို2လက်မှာအဲ့တော့နားလည်မလားမသိဘူးเนาะအဲ့တော့ POL ကျွန်တော်တို့ဒီမှာဒီကကြကျွန်တော်တို့8တောင်တော့တိတ်ဆွဲလို့ဆိုတာမရှိဘူးကလေးချက်ကြရဲဒီ circumscribe about cycle ဆိုတာလေဒါပဲတူတူပဲသူကတော့ cycle လုံးရှိနေမယ်ဆို cycle ရဲ့ဒီလိုမျိုးအပြင်နားတွေကိုကြောက်သွားမှာကြားမလားအဲ့တော့မခက်ခဲပါဘူးအဲ့တော့cycle အတွင်းထိပြဆွဲ cycle အပြင်နားကိုထိပြီးတော့ဆွဲအဓိကကိုရီးယားလိုချင်တာ polygon ကိုရှိတ်လိုချင်တာဖြစ်တယ်အဲ့တော့ polygon ကိုတိကျဆွဲတက်ပြီးdistance နဲ့ပြီးဆွဲတက်တယ်ဆိုရင်radius တန်ဖိုးတွေပြီးဆွဲတက်တယ်ဆိုရင်ရပါပြီအဲ့တော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးတာကျွန်တော်ဒီ AutoCAD 2D course ရဲ့နောက်ဆုံးရသင်ခန်းစာဖြစ်တယ်ကျွန်တော် polygon အကြောင်းဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာနောက်တဲ့ tutorial အသစ်တွေဒီမှာ hash တို့ gradient တို့ boundary တို့เนาะဒီအကြောင်းတွေလည်းကျွန်တော်တို့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်